အစာစားပြီးချင်းချက်ချင်းထိုင်တာမျိုးမဟုတ်ဘဲနဲ့ဒီ9မိနစ်10မိနစ်လောက်လေးမတ်တက်ရက်ပေးခြင်းကသင်ရဲ့ကျန်းမာရေးကိုများစွာအထောက်အကူပြုမှာဖြစ်ပါတယ်အများသောအားဖြင့်ကအစာစားပြီးဆိုလို့ရှိရင်ဒီထိုင်ကုန်မှာထိုင်လိုက်တယ်ခုနောက်ပိုင်းထိုင်ကုန်တွေဆိုလို့ရှိရင်တော့ဒီအနောက်ကိုပါလှန်လို့ရရပါတော့ဒီလိုမျိုးလေးလှန်ပြီးတော့နားကြတယ်တချို့ကြတော့လေလှဲလျောင်းပြီးနားတာမျိုးတွေဒီလိုမျိုးလေးတွေလှုပ်ထားရှိကြပါတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်ထိုင်နားမှာနည်းနည်းတော်သေးတယ်ပေါ့နော်ဒီလိုမျိုးလှဲလျောင်းလိုက်တဲ့အခါမျိုးမှာဆိုလို့ရှိရင်ဒီအစာအိမ်တွေကအစာခြေတွေကအပေါ်ပြန်ရောက်လာနိုင်ပြီးတော့မှဒီရင်ပူစေတာမျိုးတွေအစာခြေပြတ်တဲ့စနစ်ကကောင်းကောင်းအလုံးမလုံးနိုင်တာမျိုးတွေဒီအစာမကျင်နိုင်တာမျိုးတွေတွေ့ကြုံနိုင်တာဖြစ်ပါတယ်အဲ့တော့ဒါမျိုးကကျွန်တော်တို့ဒီတစ်ခါတလေဆိုရင်တော့ပြဿနာမရှိပေမဲ့ဒီရေရှည်မှာဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ကျန်းမာရေးကိုထိခိုက်လာနိုင်တာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်တို့အစားအသောက်နဲ့ဟားဆိုင်အထူးပြုဒေါက်တာရင်ဖြစ်ပါတယ်အဲ့တော့မကြခင်မှာဆိုလို့ရှိရင်လည်းနှစ်ကုန်တော့မယ်ပေါ့နော်အဲ့တော့နှစ်မကုန်ခင်မှာဒီအလေးထားလေးတစ်ခုကိုစတင်ပြီးတော့မှလှုပ်ဆောင်ကြည့်ဖို့အကြံပြုချင်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ကအစာစားပြီးချင်းမှာချက်ချင်းထိုင်လိုက်တာမျိုးမဟုတ်ဘဲနဲ့ဒီ9မိနစ်10မိနစ်လောက်လေးကျွန်တော်တို့ဒီမတ်တက်ရက်ပေးတယ်အဲ့မှာကိုကလာလမ်းဖြည်းဖြည်းလေးလျှောက်တာကိုယ့်ရဲ့အိမ်ရှိရနဲ့အိမ်နောက်လေးကိုကျွန်တော်တို့ဒီ9မိနစ်10မိနစ်လောက်လေးလမ်းလျှောက်ပေးခြင်းအပြင်အစာခြေစနစ်ကိုပုံမကောင်းမွန်စေမှာဖြစ်ပါတယ်အဲ့ဒီပြင်ကိုဒီသွေးရင်းတကြားတဲ့ထိန်းကြီးတဲ့နေရာမှာလည်းများစွာအထောက်အကူပြုမှာဖြစ်ပါတယ်တတိယအချက်အနေနဲ့ဆိုလို့ရှိရင်တော့ကယ်လိုရီလောင်ကျွမ်းဖို့ကိုလည်းပုံမအားပေးနိုင်တာဖြစ်ပါတယ်နောက်ဆုံးအချက်ဆိုလို့ရှိရင်တော့နှလုံးကျန်းမာရေးကိုပါပုံမကောင်းမွန်စေမှာဖြစ်ပါတယ်အဲ့အတွက်ကြောင့်အခုကြည့်ရှုနေတဲ့သူတွေကိုလည်းအစာစားပြီးချင်းချက်ချင်းထိုင်တာမျိုးမဟုတ်ဘဲနဲ့ဒီ9မိနစ်10မိနစ်လောက်လေးမတ်တက်ရက်ပေးတာလမ်းဖြည်းဖြည်းလေးရှောက်ပေးတာမျိုးကိုလုပ်ဖို့တော့အကြံပြုလိုက်ရပါတယ်အဲ့တော့မမေ့ပါနဲ့တင်ကိုယ်တိုင်ကတင်အတွက်အကောင်းဆုံးဆရာအောင်ပါတယောက်ချင်းစီတိုင်းစိတ်ရောကိုယ်ပါကျန်းမာချမ်းသာကြပါစေလို့စတောင်းပေးလိုက်ပါတယ်ခင်ဗျ